မင်္ဂလာပါနော်ဟင်းချက်ရတာဝါသနာပါတဲ့အိမ်ရှင်မတွေအတွက်ဒီနေ့ခွန်ချိုကသမင်းမိန်စေနဲ့ပစုံပင်စိမ့်မွေးမွေးလေးကိုဘယ်လိုချက်ရမလဲဆိုတာလျှို့ဝှက်ချက်လေးနဲ့တကွမျှဝေပေးပါမယ်နော်ဒါလေးတွေကတော့လိုအပ်တဲ့ပါဝင်ပစ္စည်းလေးပါရှင်အရင်ဆုံးလက်ဆက်တဲ့ပစုံလေးကိုတေချာကင်ထားပေးပါမယ်နော်ပစုံကင်လေးပြောပြပေးပါမယ်ရှင်အရင်ဆုံးပစုံကောင်းကိုဖြုတ်ထားပေးပါမယ်နော်ပြီးရင်ကြောကိုကကြီးနဲ့ညက်ပြီးတော့အခွန်ခွာထားပေးပါမယ်ရှင်ပြီးရင်ဘိုက်ချေးချောင်းကြောချေးချောင်းကိုခရင်လေးနဲ့ဖယ်ထုတ်ထားပေးပါမယ်ပြီးရင်ကြောကိုတေချာခွဲထားပေးပါမယ်ရှင်ကကြီးလေးနဲ့တေချာခွဲထားပေးပါမယ်ရေတစ်ထပ်လောက်စင်စင်စေးထားပေးပါမယ်ရှင်ကျက်သွန်နီပပလေးပါမယ်ကျက်သွန်ဖြူကိုလည်းနုံနုံစင်ထားပေးပါမယ်ရှင်ငရုတ်သီးအနီတောင်းသုံးပါတယ်ငရုတ်သီးအနီတောင်းတိတ်မဆက်လို့ပါနော်ကိုအဆက်စားနိုင်တဲ့လောက်ပဲထည့်ပေးပါရှင်ငရုတ်သီးအနီတောင်းကိုလည်းပပလေးထားပေးပါမယ်နော်ကျက်သွန်မိတ်ကိုလည်းပပလေးထားပေးပါမယ်ရှင်ပင်စိမ်းကိုလည်းညွှန်ထားပေးပါမယ်နော်စီပူလာပြီဆိုလို့ရှိရင်တော့ကျက်သွန်နီပပလေးထားရရဲ့ကျက်သွန်ဖြူနုံနုံစင်ထားတာထည့်ပြီးတော့မှုပေးပါတယ်နော်ငရုတ်သီးအနီတောင်းကိုလည်းတစ်ခါတည်းထည့်ပြီးတော့စီတက်ပေးပါရရှင်ဒီနေရာမှာခွန်ချိုကအယောင်လှအောင်လို့မာလာအနစ်ထည့်ပါရနော်မာလာအနစ်မရှိဘူးဆိုလို့ရှိရင်လည်းအယောင်တင်မုတ်ဒါမှမဟုတ်စီချက်အနီးထည့်ပေးနိုင်ပါရရှင်ဒီဟင်းရဲ့လိုဝက်ချက်လာပါပြီနော်ဒီဟင်းရဲ့လိုဝက်ချက်ကတော့ဖူဂျီမောင်တိန် QC ဒဇွန်နဲ့ထိုင်းပစုံတော့ငံပြားရီဒဇွန်ထည့်ခြင်းဖြစ်ပါရရှင်ဒီနှစ်ခုပေါင်းဆက်လိုက်လို့ရှိရင်အရသာပြီးပြည့်စုံတယ်လို့ပို့ပြီးတော့ခံစားရပါရရှင်ဖူဂျီမောင်တိန် QC ဒဇွန်နဲ့ထိုင်းပစုံတော့ငံပြားရီဒဇွန်ထည့်ပြီးတော့သေချာလေးမှုပေးပါမယ်နော်သေချာမွေပြီးသွားလို့ရှိရင်တော့ကင်ထားတဲ့ပစုံလေးတွေကိုမမတင်းတင်းလေးဖြစ်တဲ့အထိဓာတ်မှုပေးပါမယ်နော်ပစုံလေးတွေမမတင်းတင်းလေးဖြစ်လာပြီဆိုလို့ရှိရင်တော့အရသာလေးထည့်ပါမယ်နော်ကြားတစုံထည့်ပါမယ်ကြက်သားမုံအနှဲငယ်စားပစ္စည်းလေးထည့်ပေးပါရရှင်ကလုံးတမအောင်မှုပြီးလို့ရှိရင်တော့ရေအနှဲငယ်ထည့်ပြီးတော့ခဏတည်ထားပေးပါမယ်နော်မွေးသွားအောင်လို့ပင်စိမ်းရွက်နဲ့ကြက်သွန်မိတ်ဘာဘာလီထားတာလေးကိုထည့်ပြီးတော့မှုပေးပါမယ်ရှင်ပြီးရင်တော့ကောမုတ်တစုံကိုရှည်ဖြော်ပြီးတော့ထည့်ပေးပါနော်အဲ့ဒါမှစီစီလေးနဲ့ပို့ပြီးတော့စားလို့ကောင်းပါရဲ့ရှင်အုံးချကန်ဒီမှာခွန်ချိုကတော့ပို့ပြီးတော့မှုေးသွားအောင်လို့ပင်စိမ်းလေးထပ်အုပ်ပေးလိုက်ပါရဲ့ရှင်ဒါဆိုရင်တော့အနက်ရောအရသာရောရှယ်ဖြစ်တဲ့ပစုံပင်စိမ်းမွေးလေးရပါပြီနော်ဟင်းချက်တိုင်းမှာအရသာအမြဲမှန်နေဖို့ဆိုလို့ရှိရင်တော့ဖူဂျီမောင်တိန် QC နဲ့ထိုင်းပစုံတော့ငံပြားရီလေးကိုတုံးကြည့်လိုက်ပါနော်ဘက်ကန်တစ်ချက်စမှာသခွားသီးလေးပက်လက်စီပြီးတော့မုံလာဥနီပုံဖော်ရာလေးကိုအလားစင်လိုက်ရင်အရန်ကိုစားခြင်းစပွဲကောင်းတဲ့ပစုံပင်စိမ့်မွေးလေးရပါပြီရှင့်ကြည့်ရှုပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင့် See you next video ပါနော် Bye bye